ခုဆိုတော့အင်ဒိုနီးရှားတင်ရဒုတိယစင်မီယောကန်နေဖက်တင်ရဲ့ဂိုးသမားကီရာအင်ဒိုနီးရှားတင်ရထပ်မံထိုးဖောက်လာပြန်ပြီများမြန်မာတင်ရဲ့ဧရိယာထဲကိုဝင်လာတဲ့ယာသေးတယ်မြကန်နေဂိုးသမားခုဆိုတော့ပြစ်ဒဏ်မောရှေ့ကိုလိမ့်ထားပြီးတဲ့ဧရိယာထဲကိုဝင်လာတယ်များအလဲကိုချိုးတယ်ခုဆိုတော့ပြစ်ဒဏ်မောမှားထားပြီးတဲ့ခေါင်းတိုက်တယ်ဂိုးသမားအောင်ကျော်ဖြိုးကာကွယ်ထားတယ်များလွတ်ကြတယ်များဒါပေမဲ့လေခုဆိုတော့တစ်ဖက်တင်းကအလဲကိုချိုးထားတယ်ပိတ်ဖို့ကြိုးစားတယ်ကန်တယ်ဟိုးတယ်ခင်ဗျာညာချမ်းနေရရှိလာခဲ့တဲ့အခွင့်အရေးကိုပထမတစ်ချိန်လူငယ်တင်းကဘောလုံးရထားသေးတယ်ညာရှေ့ကိုခောက်ထားထည့်ထားပြီးတယ်ကန်တယ်ဘိုးသမားအောင်ကျော်ဖြိုးခုဆိုတော့အင်ဒိုနီးရှားတင်းကရထားသေးတယ်ညာကန်တယ်ဘိုးသမားအောင်ကျော်ဖြိုးပုတ်ထုတ်လိုက်ရတယ်မြန်မာတင်းနဲ့ဘောလုံးရထားသေးတယ်ကိုရှိကိုမတယ်ခေါင်းတိုက်တယ်တိုင်ထိတယ်နောက်ပြန်ပိတ်တယ်ကိုကျူးသားမှာတော့ကိုရှိကိုမြောက်ကနေပေးထားတယ်ခေါင်းတိုက်တယ်ကိုတယ်ခင်ဗျာအခုဆိုရင်တော့အင်ဒိုနီးရှားတင်ဒုတိယမြောက်သွင်းကိုရရှိသွားတဲ့အခိုက်အတန့်ပဲဖြစ်ပါတယ်ပြည်တယ်မော်ကန်တယ်ကိုဆိုတော့ရှိကိုမြောက်ကနေပေးထားတယ်